ငါမျက်မှန်နင်တို့တိမ့်လိုက်သေးလားကြံကြံဖန်ဖန်တော့မျက်မှန်ကိုဘာလို့တိမ့်ရမှာလဲငါခုလေးတင်ဒီမှာထားတာလေနင်တို့မသိရင်ဘယ်ရောက်သွားမလဲအိုးဆွတ်ခွက်ဆွတ်မစားဘူးပါဘူးရှင့်ဘာသာရှင်အထားမားပြီးတော့လူကိုလာဆွတ်ဆွဲနေတယ်စိတ်ပြက်စရာကောင်းလိုက်တာတော်တော်တန်ဝေကြရစရာကောင်းတာပဲခုလေးတင်သတင်းစာဖတ်မလို့မျက်မှန်ကိုဒီနားချထားတာကိုခုမတွေ့တော့ဘူးစောက်အဖွားကြီးလက်ချက်မှအသေးကြပဲတွေ့ပြီးမှလာတော့မျက်မှန်ခုနငါကောင်းမှမျက်မှန်ရှိတာဘာလို့မပြောတာလဲစောက်မြင်ကတ်လို့မပြောတာဟဲ့ရှင်းပြီလားခုမှစာတက်ပုတ်ကိုလုံမနေနဲ့ဈေးဆိုင်မှာဆန်လေးလုံးနဲ့ချင်ပေါင်ရွက်သွားဝယ်ဈေးဝယ်တာမိမတွေအလုပ်ငါအလုပ်မဟုတ်ဘူးမှတ်ထားနော်တော့စကားကြောက်တယောက်တည်းဈေးဆိုင်ထိုင်ပြီးအကုန်ဝယ်စားပြစ်မှာဝယ်စားလေငါစီကပတ်စံကတော့လုံးဝမရဘူးဆန်လေးလုံးချင်ပေါင်ရွက်တစ်စီးပေးပါကျောက်ကဈေးဆိုင်မှာပေါင်မုံအဝစားပြီးပြီထမင်းမစားတော့ဘူးတော့တယောက်တည်းချင်ပေါင်ရေကျဲနဲ့စားချင်းပေါင်ရေကျဲဟင်းနဲ့လာစားကြပါအောင်